ကဲ One Piece film ကိုဆိုတဲ့ movie ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇလန်အစမှာလူဖီတို့အဖွဲ့ဟာကဘော့အကြီးဆုံးဖျော်ဖြေတင်ပေါ်ကြီးဖြစ်တဲ့ Grand Tesoro ကိုရောက်သွားကြတာ။အဲ့ဒီတင်ပေါ်ကြီးဟာမျိုးတစ်မျိုးစားလောက်ကိုကြီးတာမျိုး။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းရွှေတွေနဲ့တလက်လက်တောက်ပါနေပြီးကောင်းငင်ကနေရွှေမုံတွေတော့ကြွေးကြနေတာမျိုးပေါ့။အဲ့ဒီကိုရောက်တာနဲ့သူတို့အဖွဲ့ဟာလောင်းကစားတွေလှအပျော်အပါတွေနဲ့အရန်ကိုကဲနေကြပါတယ်။အဲ့ဒီမှာတင်ဒီကျုံးရဲ့အရှင်သခင် Gil Tesoro ဆိုတဲ့လူချမ်းသာကြီးနဲ့တွေ့ကြတာပေါ့။သူက Gold Fruit အစွမ်းပိုင်ရှင်ဆိုတော့ရွှေတွေကိုစိတ်ကြိုက်ဖုန်ဖော်နိုင်တယ်။သူကလူဖီတို့ကို VIP လောင်းကစားပွဲတစ်ခုကန်လိုက်ခဲ့တယ်။အစအပိုင်းမှာလူဖီကန်ကောင်းပြီးနိုင်နေပြီမဲ့နောက်ဆုံးပွဲကြမှာတက်ဆိုတို့ကလှဲ့ခွသုံးပြီးအနိုင်ယူလိုက်တာ။တကယ်တော့အစောပိုင်းမှာကောင်းငင်ကကြွေကြော့နေတဲ့ရွှေမှုန်တွေကလူတွေရဲ့ကိုယ်ထဲကိုရောက်သွားပြီးတက်ဆိုတို့ကစိတ်ကြိုက်ထိန်းချုပ်လို့ရအောင်လှုပ်ထားတဲ့ထောင်းချောက်ကြီးပြ။ပတ်စံဒီအကုန်ရှုံးသွားတဲ့အပြင်အကျွေးတွေတင်ကုန်တော့တက်ဆိုတို့ကဇိုးရိုကိုဓာစာအဖြစ်ဖမ်းလိုက်တယ်။နောက်နေ့ညကျရင်လူပုံအလဲမှာဇိုးရိုကိုကွညံ့မယ်ဆိုပြီးချင်းချောက်လိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲနာမီးတဲ့တငယ်ချင်းဟောင်းခရီနာဆိုတဲ့မိန်းကလေးနဲ့တွေ့ကြတယ်။ခရီနာကတက်ဆိုရိုစီမှာအလုလုနေပေမဲ့တကယ်တော့သူကတခိုးပြ။သူကတက်ဆိုရိုရဲ့အခန်းထဲမှာရှိတဲ့ပတ်စံဘီလီယံ900ကိုခိုးဖို့တရလူဗီဒိုနဲ့ပူပေါင်းပြီးအစီအစဉ်တစ်ခုဆွဲလိုက်ကြတယ်။သူတို့ရဲ့အစီအစဉ်ကတော့ Grand Tesoro ရဲ့အတွင်းပိုင်းနဲ့ကိုခိုးဝင်ပြီး Tesoro ရဲ့အစွမ်းတွေကိုပိတ်ပစ်ဖို့ပေါ့။အဲ့ဒီမှာတဖွဲ့ချင်းစီခွဲပြီးစွန့်စားကန်ဖွင့်ကြတာတုံလေးကြည့်ကောင်းတယ်ဗျာ။ဒါပေမဲ့ကန်ဆိုးကျင်တော့ Tesoro ကအကုန်လုံးကိုကြိုတိနေပြီးလူဖီတို့အဖွဲ့ကိုရွှေတွေနဲ့ချုံနှောင်ပြီးဖမ်းလိုက်ပြန်ရော။အဲ့ဒီအချိန်မှာအခြေအနေကတော်လေးစိုးရင်ရသွားပြီ။ Zoro ကလည်းအသက်ခံရတော့မယ်အခြေအနေပေါ့။ဒါပေမဲ့အဲ့ဒါကနာမီရဲ့တကယ့်အစီအစဉ်အစ်စ်ဖြစ်နေတာဗျာ။သူတို့က Tesoro တီးအောင်အစီအစဉ်အတုကိုပြခဲ့တာ။တကယ်တမ်းကျတော့သူတို့ကကျွန်းပေါ်ကရေပန်းနေထဲမှာပင်လေရေ sea water နေပေါအောင်လှုပ်ထားတာ။အဲ့ဒီပင်လေရေတွေကရွှေမုံတွေနဲ့ထိသွားတဲ့အခါ Tesoro ရဲ့ထိန်းချုပ်မှုတွေအကုန်ပြုတ်ပြဲသွားပြီးလူတွေအားလုံးလွတ်မြောက်သွားကြတာပေါ့။ Zoro လည်းလွတ်သွားရော Straw Hat အဖွဲ့သားတွေအားလုံး Tesoro ရဲ့အဖွဲ့သားတွေကိုတယောက်ချင်းစီပြန်ပြီးပညာပေးကြတော့တာပဲ။နောက်ဆုံးတိုက်ပွဲမှာတော့ Luffy နဲ့ Tesoro တို့ထိုက်တိုက်တွေ့ကြတာပေါ့။ Tesoro ကရွှေတွေနဲ့အရာမဆက်ယူကြီးလုပ်ပြီးတိုက်ခိုက်ပေမဲ့ Luffy က Gear Fort Bound Man ကိုတုံးပြီးအားလုံးကိုအပြတ်အသက်ချေမြုံပစ်လိုက်တာ။ Tesoro လည်းရှုံးသွားရောကမ္ဘာအစိုးရရဲ့ CP3 တပ်ဖွဲ့တွေရောက်လာတာမို့လို့ Luffy တို့အဖွဲ့ကရွှေတွေလည်းမယူနိုင်တော့ပဲအမြန်ထွက်ပြေးခဲ့ရတယ်။ Karina ကတော့ပတ်စံတွေနဲ့တင်ပေါ်ကြီးကိုမောင်းပြီးကြံရစ်ခဲ့တာပေါ့။ရွှေတွေတော့မရလိုက်ပေမဲ့တငယ်ချင်းအားလုံးဘေးကင်းကင်းနဲ့နောက်ထပ်စွန့်စားကန်သစ်စီဆက်သွားကြတာနဲ့ပဲဇလန်လေးကိုအဆုံးသတ်ပြီးထားပါတယ်။